Head ကတော့ဘန်းသွားပြီကောင်းနေနော်ကောင်းနေပကွေတို့မရတော့လို့ပြင်မယ်ပကွေတို့တွေခလီယာတွေမရတော့ Head ကတော့ဘန်းသွားပြီကဲဒီဘတ်မှာတော့သူတို့ဟိုးသာဘန်းသွားပြီဗျာနော်အတလက်ပါညာဘန်းသွားပြီကျွန်တော်မြန်မာအတင်း last band နှစ်ကောင်လေးတော့ထပ်ကြည့်ရမယ်ဒီဘက်မှာ chip တွေပါတယ် blink ကိုလည်းတော်တော်လေးလာရတဲ့ပုံပဲဒီကောင်လေးသိလား ဟုတ်တယ် blink ရဲ့ hand hero အကုန်ဒီမှာ ban ထားတယ် goal တွေလည်းမရှိတော့ အားလုံးလေးတော့ဘန်းရမယ်ထင်တယ်နော် all of Fred Win ဆိုရင်တော်တော်စော့ခတ်သွားမှာဒါပေမဲ့အိုလိုကြီးအားလုံးကြောက်ရတဲ့ကောင်တွေတော့မပါဘူးသိလား fear တွေဇူရှင်းတွေဆိုတော့အားလုံးပေးချလေရအားလုံးစိတ်ပူကြမလို့ အားလုံးပေးချလို့ရတယ်လို့မြင်တယ်ပြီးတော့ goal line က Harry ထုတ်မှာဆိုတော့ပြဿနာမရှိဘူး Harry လား Curry ကောင်းတယ်နော် အေး Curry ကဟုတ်ပါမလားအေး Curry ကတကယ်ပြစ်တာနော် Curry ကခလောက်ရှင်ပြစ်လိုက်ရမဟုတ်အဲ့ဒါတော့ဟုတ်တယ်ဆိုပေမဲ့အေးဟိုကနည်းနည်းလေးဖန်တီးပေးမဲ့ကောင်လိုတယ်အဲ့လိုခါလီတို့အောင်နဲ့တွဲဆော့ရင်တော့တမျိုးကာဂျာတို့ခါလီတို့နဲ့ဆော့ရင်တော့တမျိုးအဲ့လိုကာဂျာကရီယူမလားခါလီရဖျက်ယူသွားပြီနော်ကာဂျာကရီလားကာဂျာကရီ Curry ကာဂျာကရီလေးနဲ့ကျုံလိုက်မလားကာဂျာကရီဆိုအိုးဗတ်တဆန်ခတ်သွားမလားအေးဆိုင်မှုတော့ objective ဗတ်တဆန်မှုခတ်သွားမှာကာဂျာကရီတောင်းနေကောဒီ first starter ပဲတဲ့မှာကာဂျာရဲ့ဆူရှင်ရဲ့ဘာစီရရဲ့ free ရအရန်တောင်းလုံးလို့ရတယ်မင်းကောင်းပြောတော့လေဖူးမရသေးတော့ကာဂျာအဲ့ first starter ကတော့တော်တော်တိုင်ပတ်မှာခါလီလောက် impact မထွက်ဘူး Harry ပဲအေး Harry ပဲယူမှာကောင်းနေ Harry ခတ်မလား okay ကြည့်ရမယ်ခမလားတော့မနေ့ကတော့နိုင်ပွဲရတာနော် confidence တော့ရှိတယ်ဂျူလေးပဲဂျန်ဂလာတွေကို share ထုလို့ရတာစမ်းနေကိုယ်ကြိုက်တယ်အားလို့ကြီးကင်တော့ကောင်းနေတော့ဒါပေမဲ့ခိုးကအားလို့ပစ်တော်ကောင်းတာဗလန်ဒီပွဲမနောက်မကြောက်ဘူးကိုမကြောက်ကျွန်တော်ဘက်အားလုံးမကြောက်ဘူးကာမလာမြန်မာဘက်က drop ကလည်းပြနေအောင်မြန်မာဘက်က drop ကမင်းတကွပြီးတကွကိုပြနေတော့ပဲနော်အားလုံးမကြောက်ရဘူးဘလက်ကာမလာဒီမိတ်သီလားတိုင်းခေါ်ဆော့ဘလက်ဟောရှစ်ကွာတိုင်းမဆောင်းကောင်းမင်းတော်နေပြီဗလန်မင်းတော်မင်းကန်စနာလုပ်လိုက်တော့တိုင်းအနာပြီโอเคโอเคလန်ဝါစတန်နာလေးကိုဖိုးပြီးရတယ်ကောင်းတယ်ဘလက်ဘတ်လက်ဘတ် nice one flower နဲ့ကပ်ပေါ်တာနော်ဟိုဟာလေးက flower လေးကဒီကောင်ဘန်ကြီးနေပြီကအေးချစ်နေပြီဗလန်ကိုကဲနော်ကျွန်တော်4 last spin နဲ့တူပဲ game 3လေးကတော့စတင်လိုက်ပဲဖြစ်ပါတယ်ကဲအားလုံးပဲလမ်းမလေးနေသွားပြီပါကျူးမှာကြီးဖိန်းမှာကြီးလမ်းမလေးနေခဲ့ပြီလို့ရပါတယ်မြန်မာလန်လေးမှန်သွားပြီလားလာလို့ let's go ကြောက်မီလား game 3ကတော့ရေကုန်ရေကမ်းပဲဟိုဘက်က drug ကလည်းလုံးမဲ့ကောင်နေနဲ့ကိုရီဘက်ကကင်မလာလေးနဲ့တော့ဟုတ်နေပြီညီကိုယုံကြည်နေဖို့ပဲလိုတာညီကိုမြန်မာရေကုန်ရေကမ်းပဲညီကိုတို့နော်ပါလေးပြလိုက်ပါဦးလားပါလေးမြန်မာလန်လေးမှန်းမလို့ let's go အင်ကြီးမကျွတ်ကုန်ပြီကိုသေးအင်ကြီးတော့မချွတ်နိုင်လေသားဖဲဝိုင်းလည်းမသိအင်ကြီးမြန်မာလန်ကျွတ်သွားပြီလို့ပေါ့မဖြစ်တော့ဘူးဘယ်မှာကြံနေခဲ့လဲမသိဘူးမတက်တော့ဘူးအင်ကြီးမရိုင်းလောက်လို့မကောင်းဘူးဗျာเนาะကဲဘာမှတော့ game 3လေးကတော့စတင်လိုက်ပဲဖြစ်ပါတယ်เนาะကျွန်တော်ဘာမှတော့မလေးရှားအသင်း Fredrin ဂျန်လာနဲ့တော့ပွဲတော့ထွက်လာနေတယ်ပဲကျွန်တော်မြန်မာအသင်းအနေနဲ့တော့ဘာဒီယာနဲ့ချမှာဆိုတော့လေเนาะချက်တော့ကြည့်ရမယ်ဘရိုအင်ဒိုမှာတော့ဘာဒီယာဂျန်ငယ်ကြီးကတော့အများကြီးပူတာတယ်เนาะဆိုတော့ဘာဒီယာလေးကိုတော့ယုံကြည်လို့ရမယ်နေထားဂိုးလိမ့်နေရတော့ဂျန်ငယ်လေးတွေပါလေးတော့ကူပေးသွားနေတယ်ပဲလဲမှာလဲဇူရှင်းဆိုတော့လိမ့်နေရတော့နိုင်ကြအကြောင်းတော့မရှိဘူးပြိသက်เนาะဒီမှာ blue bat တွေပါတွေပဲကူစားပေးမလားဘာစီယာ retreat ပါညာလဲကြံနေသေးတာဆိုတော့ပြဿနာတော့မရှိဘူးပေးမစားနဲ့အဲ့ဂျန်ငယ်အသေးလေးပေးမစားနဲ့အကောင်တွေဘာလာရောင်နေရလဲဇူရှင်းကတော့အိမ်ပြန်လိုက်တယ်ဗျာเนาะသူသွေးရင်အရော့မခံတော့ဘူးဒီဘက်မှာတော့ကျွန်တော်တို့ Ribbon Monster လေးဒီပေါက်စားဝိုင်းနဲ့ဗဟန် rubber တွေဘာတွေကတော့ rolling လေးနဲ့တော့ပြန်သွားလို့ရနေတာဘိုင်းလေးကတော့တော်တော်မြန်နေဂျန်ကယ်ရီဘာတွေရင်စားပါနော်ပြီးမှပဲကျွန်တော် rubber တွေဘာတွေပြန်စားမလားကြိုက်တယ်လို့မိုက်တယ်လို့ခါလီ if ဆိုတော့သူတို့ mid ကလည်း strong တယ် strong နေဗျာနော်အဲ့လိုနှစ်ကောင်တွဲထုတ်တာတဲ့ဟို hero ကအဲ့ဒါမျိုးလားကဲFear အော်လန်မှာတော့ phobia နဲ့ AI အကြောင်းလေးပဲတော့သွားနေဆိုပေမဲ့ Harry ကတော့နိုင်ငံမှာကိုဒီပြောခဲ့တဲ့အတိုင်းပဲအဲ့လို Harry တွေကတော့ကလောက်ကိုအားလီနည်းနည်းထိန်းရတာဥသာဖြစ်တယ်ပေါ့နော်တတိထားရတယ်ကဲအလဲမှာတော့ rolling ပါညာနဲ့ကြိုက်ပြီးတော့
နော် Eve လေးကိုတော့နော်သွေးလျှော်ထားတဲ့အပိုင်းလေးတော့ရှိနေတယ်ဆိုပေမဲ့နော်ဒီဘက်က Blin လဲသွေးနေသွားပြီဆိုတော့အိမ်တစ်ခေါက်လောက်တော့ဒီချိန်မှာပြန်ထားလိုက်မကြခင်လဲကျွန်တော်တက်တက်ဆိုင်ရတော့မယ်နေသားဆိုတော့ကဲ come on နော်တက်တက်လေးကိုကြည့်ရမယ် level ပါညာရပြီအော်လဲမှာ fear level ရဖို့အတွက်နည်းနည်းလေးကူပေးအောင်မလားဒီဘက်မှာ crack စားကန်ကြီးကိုတော့နော်3ယောက်2ယောက်တော့ဖြစ်နေသေးရဲ့နော်မရရင်မစားနဲ့သားရောမရရင်မစားနဲ့ဖိုးပြီးတော့ပြီးကျွေးတာရအောင် ပိုးပြီးရဲ့ offlane နဲ့တော့တောင်းနေငါတို့ cost of black ကိုမင်း fine man ဖြတ်ချိတ်ပြီးတော့ ambulance free ဝင်ခုတ်လို့တော့ကြည်ကောင်းပြီမင်း ဟုတ်တယ်အဲ့လိုပဲခုံပါကဲဒီဘက်မှာဘာစီယာ rolling နဲ့ Fred Win နောက်တော့ပြေးတော့ကတ်ဇူရှင် Lana Flame တော့ကင်ပေါက်ပေးတိုင်းနဲ့ပဲ Fred Win အော်မသိခင် price တော့ခွဲဝင်ရသွားဆိုတော့တာတယ် Henry ဒီလာပေါက်ပြဝိုင်းနဲ့ပဲဒီဘက်က Fred Win ကောင်မှာဖြတ်ချ Phobia Infinity ထောင်းနေဆိုပေမဲ့ဒါအကောင်လေးကိုရင်လောက်လိုက်မလား damage ကမလောက်ဘူးဖြစ်နေတာ Lana Flame နဲ့တော့ပြန်တော့ကင်ပေါက်ပေးတိုင်းနဲ့ပဲ Fia ခုတ်ချက်တွေအောက်မှာ Phobia တကောင်မထည့်ရလိုက်နဲ့ပဲ 1 for 2 trade တန်တယ်နော်တက်တယ်လဲရလိုက်တယ်တော့ 1k ပါလိသွားပြီဟုတ်တယ်ဒါအဲ့လိုလုပ်ပါ နော်အဲ့လိုလေးလုပ်ပါအောင်အဲ့လိုလေးလုပ်ပါအသာသီး နေအနေနဲ့ကြည်နေရတာဟာလားဂိမ်းနံပါတ်3မှာတော့နော်အသာသီးလေးနဲ့တော့စကြည့်ရပြီပြိတ္တလောက်ပါ ဟိုကောင် operator ကခွဲဝင်ရအောင်လို့ပြန်သီးလားစောသီးသေးရမယ့်ကိစ္စကိုရုပ်လုံနေတယ် ဟောဒီကောင်စောသီးသေသွားလို့ရှိရင်မင်းခံမလာတော့မှနော်ဒီထက်အများကြီးလောက်ကွက်ပူထောက်သွားမှာကဲဘာဖြစ်အဆင်ပြေတယ်ဂျန်ဂလာရလိုက်တယ်နော်ဒီဘက်က offlane ရလိုက်တယ် Hiroki 1 for 2 trade operator ကခွဲသွားတာဆရာသမားနော် ဟုတ်တယ်အဲ့မှာသွေးနည်းနည်းပြန်တက်သွားတာဒီကမှာ ဟုတ်တယ်သွေးနည်းနည်းတက်သွားလို့မဟုတ်ရင် sorry ပြတ်သွားမှာ retreat အောင်လူပေါက်တယ်မလို့လားနော်အခုက retreat blue ပေါက်သွားတာဆိုတော့ကဲ Henry 3လေးကလည်းကောင်းခဲ့တယ်လို့ပဲပြောရမှာပဲဘရိုနော်အဆင်ပြေတယ်ကျွန်တော် intro လေးကတော့ mic တယ်ပဲပြောရမှာနောက် 1k လီးနဲ့တော့ကျွန်တော်မြန်မာအသင်း game number 3မှာတော့နော်စတင်ဥဆောင်ထားပြီပဲဖြစ်ပါတယ်နော် Ramosa ကတော့ပေးရမှာပဲဘာစီယာအနေနဲ့ကတော့ဒါ rubber လေးပဲစားလိုက်မလားနော်ရိုင်းလိုက်မလုံနဲ့နော်ဒါကိုကကူ easy လေး fan နေတယ် fan လိုက်ရိုင်းလောတယ်မလို့ easy ပဲဆော့ မှန်နေတာ အဆင်ပြေနေတာဒီဘက်မှာ fear လည်းအဆင်ပြေတယ် hair လည်းအပေါ်မှာ AI ကြောင့်ဖြစ်သွားပြီတက်တယ်လေးရတာတော့ level 10တာတယ်ဗျာเนาะဒီဘက်က cloud တက်ဆိုင်ကဲ black bat ဖြတ် stand flower လေးနဲ့တော့ cut ပုတ်ပေးတိုင်းနဲ့ပဲ cloud အနေနဲ့တော့ပြန်တော့ forward ထားတဲ့အနေထားဘက်မှာ Kali tornado 30 manipulation တွေပါတော့မခင်းပါဘူးသူတို့ Roma တော့အဲ့လောက်ကြီးမပေးတော့အမှန်တော့ position နည်းနည်းကျွန့်နေရပါတော့ကဲအောက်မှာတော့ Fredwin လာပြီနော် fear Valkyrie Vanjan နေပါခံတိုင်းနဲ့ဘာစီယာ rolling right တိုင်းလေးရောက်လာတာပြန်ခုံလာသားကြီးလူချင်းလဲဘက်ကလာနေပြီနော်နေတာအဲ့ Fred Win ကိုနေတာအပရိုက်တော့ပေးမခွဲနဲ့ပေးမခွဲနဲ့သွေးပြန်တက်သွားရဆိုပေမဲ့ရတဲ့ကောင်မတက်မလား Sandstone နဲ့ဒီဘက်မှာ Flick ကမျိုးမြင့်တော့ဖြတ်တော့ stand မိတာဆိုပေမဲ့ Landon Flick ကင်ပေါက်တဲ့ချက်တွေအောက်မှာတော့ 4 year တကောင် Eva နဲ့ထောင်းနေနဲ့ပတန်းတော့တေဆုံးဝိုင်းနဲ့ပဲ flower ဘာညာကပ်ဖို့ထတ်ချခြင်းနေသေးလားတာတယ်ပဲသွားမလား retweet ကတော့ကူးတောင်းလဲနေဆိုပေမဲ့ကျွန်တော် phobia offline တင်နေတဲ့ timing မှာတော့ကျွန်တော်မြန်မာအသင်းတက်တယ်လုံးမယ်ဆိုရင်တော့ဒီချိန်ကတော့အခွင့်ကောင်းပဲဗျ ဒါပေမဲ့ Ferrin ပြန်လာမယ်နဲ့တူတယ်နော် Ferrin ပြန်လာမှာ retweet ကတော့လူပါအောင်မယ်နေထားမ cost of black ဘာညာချိန်ဦးမလား Lebestan Harry ကတော့တက်တယ်တော့ရအောင်ယူပေးသွားတယ်ဆိုတော့လေဘာဖြစ်ကျွန်တော်မြန်မာအသင်းရလိုက်တာလောက်နဲ့ပဲကျင်းထားရတယ်ပေါ့နော် retweet ကတော့ဟိုမှာဂျန်ဂယ်သွားပေါက်တယ်ဟန်ကြီးလောနေတယ် cost of black 2 man တော့ချိန်ပေးတိုင်းနဲ့ cloud black တင်ယူတယ် upright တော့ခွဲတဲ့အောက်မှာတော့ဟန်သိဆုံးသွားခဲ့ပြီဆိုပေမဲ့ဗတ်တရားတော့တော်တော်ကြီးလာနေခဲ့ပြီနောက်က parcel phobia လေးတကောင်မထက်ရတိုင်းနဲ့ဗီဒိုက3ကောင်တာဝါရဲ့ flick ကခုံပြေးသွားတယ် eve လေးကိုပါ triple k လိုက်ယူတိုင်းနဲ့စန်ဂျီလောက်ကွက်ဒီအောက်မှာတော့ hero k 4ကောင်တန်း make first tower တွေပါရတိုင်းနဲ့ပဲကျွန်တော်တို့မြန်မာအသင်း game number 3မှာတော့နော်အပွင့်ကောင်းသွားပြီလို့ပဲပြောရမှာနောက်က3000နဲ့400သာသီးနဲ့ဗျာနော်တကယ်ကောင်းတာကြီး စန်ဂျီ triple k စန်ဂျီနော်အပွဲတန်းကိုထမ်းတာကြီး triple k ဗျာစောသီး triple k ဆိုတော့ဒါ Harry ကစိတ်ချပါ ဟဲရီကတိတ်စိတ်ချတာဗောကဲနော်တာသွားပြီနော်စိတ်ပိုင်းတော့အောက်မှာ fast tower တွေပါယူလို့ရနေနေပဲပေါ်မှာလည်း fear တယောက်တည်းမဟုတ်ဘူးဆိုတော့ tower ကာလို့ရတဲ့အနေထားကဲတအားကိုအဆင်ပြေသွားပြီဗျာနော် cost of black ချိတ်တာလေးကလည်းလှတယ်နော်ပတယ်ဆိုင်သွားတာလည်း fear လည်းသူ့လို့လို့နော်ဒီဘက်ကဇမန်4နဲ့စန်ဂျီ2ပေးသွားတဲ့ပိုင်းကလည်းတော်တော်ကောင်းသွားတဲ့အနေထားကလောက်ကတော့ဘေးကရက်ကြည့်ပေါ့နော်ခေါင်းတော့ရက်ကြည့်အောင်လွယ်ဘာလို့မလုံနိုင်တားတာသွားပြီဘရိုတားတာသွားပြီကဲပေါ်လန်နော် first tower တလုံးလာယူဖို့အတွက်ကျွန်တော်မြန်မာအသင်း၄កောင်လောက်ထိတော့ရှိတိုင်းနဲ့ပဲဘာစီယာအနေနဲ့တော့လာပေးမလားတာဝါမရလဲမယူနဲ့ပြဿနာမရှိဘူးဒီဘက်မှာ retweet ပေါက်သွားဆိုထားလိုက် respect ပေးလိုက် မရလည်းမမဖြစ်ဘူးမှန်နေ respect ပေးလိုက် လေတာဝါဆိုးကြီးလာထားတာဒါစိုင်လိန်တာဝါချိန်နေရသွားလိမ့်မယ်
ကောက်ကဟီယိုကီတကောင်ရတာနော်ဒီကလောက်လေးပဲနည်းနည်းစိတ်ပူရမှာကျန်တဲ့ဘိုင်းတော့ပြဿနာမရှိဘူးဗျာနောက်မှာဘယ်တယ်မဲတော့ image ချတာတော့တွေ့ရတယ်ဆိုပေမဲ့ဘာမှတော့လုပ်လို့ရမှာတော့မဟုတ်ဘူးအပေါ်လန် first tower လေးပဲယူတိုင်းနဲ့ပဲအနေများတယ်နော်flower လေးနဲ့ကပ်ပို့ပြီးတော့ကွန်စီဖြောက်လာတဲ့ကောင်လေးတော့ထိမ့်မိတိုင်းနဲ့ပဲဇမန်ဖုန်းနဲ့ပြန်ကျုံလာဗျာမင်းနော်နောက်မှာဇူရှင်းလဲဘက်ကရှိနေတာဆိုတော့ကြောက်စရာတိတ်တော့မရှိဘူးဖိုးပြီးတကောင်လေးကိုရင်ဖြတ်ချကြည့်မလား cost of blood တွေဘာတွေတော့ဖြတ်တော့ချိတ်ထားရဆိုမှတကောင်နဲ့ထိဝိုင်းနေတာမှာ manipulation အောက်ကြီးမှာတော့ဗတ်တဲ့ဆိုင်နဲ့အပိုင်းတိတ်တော့မကြိုက်ဘူးဗျ land and flame နဲ့တော့ကင်ပေါက်ပေးတိုင်းနဲ့ပဲဖိုးပြီးတကောင်ရစရာမရှိဘူး bro ဘလင်းကအတောင်ကြီးလို့မသေးဘူးဘာဒီက rolling နဲ့တော့နောက်က fred win လေးတကောင်ပါဖြတ်တော့ထိမ့်ပေးတိုင်းနဲ့ပဲ vagary တွေခုတ်ချက်တွေအောက်မှာတော့ fred win တကောင်မှာထည့်ရလိုက်တယ်ပဲ hero k 3ကောင်ရရှိခဲ့တယ်ကျွန်တော်တို့မြန်မာအသင်းကဲ2-1မဲ့လမ်းစားတွေကတော့မြင်လာရပြီ9မိနစ်နောက်ဝက်6000နဲ့เนาะအဲ့လောက်ကြီးတော့မလောက်ပါနဲ့မင်းเนาะအိမ်ကြီးချင်းနိုင်ငံတွေဆိုတော့နည်းနည်းလေးတော့ respect ပေးလိုက်ပါအောင် မှန်နေဟိုဘလင်းမသေးဝတာဟန်တာတဲ့ယူပေးသွားလို့လည်းပါ ဟုတ်တယ်ဘလင်းကတောင်းချက်ပဲကြတယ်လို့เนาะ rubber the line နဲ့နောက်မှာ flower cup ပွတ်နေတာနဲ့တော့တော်တော်ကြီးတောင်းတာကြီး manipulation နဲ့မှာဗတ်တဲ့ဆိုင်မယ်ဆိုလဲဒီကောင်းလေးစီမှာ damage မလောက်မှန်းသိတော့ငေါမြန်မာဘက်ကတိုးရဲတယ် ဟုတ်တယ် ရှင်းတယ်နဲ့ flame အောက်ဆိုင်ကဲဒီဘက်မှာရန်ဖန်နေတဲ့ကလောက်လေးတကောင်မှာမေဂကဲဖြတ်ယူတိုင်းနဲ့ပစန်ဂျီ402နဲ့တော့အကုန်လုံးတော့ရိုက်ခွဲပြနေပြီဖြစ်ပါတယ် second tower တလုံးဒီဘက်မှာ land and flare ကင်ပေါက်ပေးတိုင်းနဲ့ပစန်စလုံးနဲ့ပြေးသွားတယ်ဆိုမဲ့လွတ်ကြံနေခဲ့တဲ့ကောင်လေးပဲလှုပ်လိုက်မလား Fredwin ပြေးသွားတော်တော်လှတာเนาะမဟုတ်ရင် Fredwin မှာသေလောက်တယ်အဲ့နေရာမှာ cost of blood ကတော့လွဲသွားတယ်ဗျ မေဂါရှိရပြီ ကဲတော်လေးပဲစောင့်နော် first lot မရသေးဘူး bro second tower တွေအကုန်လုံးရသွားတဲ့အပြင်ပေါ်လန် mega sheet တွေပါရထားတဲ့အတွက်ကြောင့်တော့ကျွန်တော်မြန်မာအသင်းနော်ဒီ first lot နဲ့ဆိုရင်တော့ mega တွေပါယူလို့ရမယ်အနေထားကဲဖြတ်ထားသားလို့10မိနစ်8000ကျော်နော်10မိနစ်8000ကျော်ဟုတ်လားတကယ်လုံနေပြီမလုံချင်လို့ကြည်နေတာဟောနေအကောင်းမှန်နေဟမ်ဂိမ်းတူပေးပြောလိုက်တာအဲဒီပွဲပြင်းတော့တကယ်လုံတယ် အေးလို့မခုမှတကယ်လို့ stress လေးရှိရရှိမှာ yes တွေ့တယ်ပဲကဲလောရ second 20လောက်တော့လိုအပ်နေသေးရင်လည်းပဲကျွန်တော်မြန်မာအသင်းလော်လေးပဲလှုပ်လိုက်မလားလဲလန်းမှာတော့ second tower လေးလုံးလိုချင်တော့ try လို့တော့ရနေဒုံးမဲဆိုပေမဲ့လော်ဒရမဲ့ timing လေးနဲ့လော်လေးပဲလှုပ်မယ်ဆိုလဲညင်းစရာတော့မရှိဘူး Fredwin ဘတ်တွေပါပေးမစားတော့ jungle တွေပါအကုန်လုံးလိုက်တော့ဟိုးဝေးတိုင်းနဲ့ပဲကျွန်တော်မလေးရှာသင်းတော်ကြီးစပေးပြောင်းနေတဲ့အနေအထားတစ်ခုတော့မြင်နေရပြီဗျလောကလည်းထွက်ပြီး jungle တွေအကုန်စား second tower မယူနဲ့တော့လော့ယူပြီးမှပဲလုံရင်လည်းလုံเนาะအောက်လန်းတွေပါရှင်းကျင်သေးလားကြိုက်တာလုံမိုက်တာလုံပဲတာနေတာဆိုတော့ဘာလုံတင့်တယ်ဘရိုတို့ကဲရပြီဗျာလောကတော့ဒီဘက်ကလာမဲ့အနေထားလည်းမရှိဘူး blue bat စားနေတဲ့အတိုင်းပေးမစားနဲ့အဲ့ Fred တွင်မောင်းထုတ်လိုက်ပေးမစားနဲ့မောင်းထုတ် retreat ကလာပေါက်သွားသေးတယ်လာပေါက်ရင်တတ်ပေးလိုက်မင်းတော်တော်တက်နေတာဟာလား cost of blood 2 man ချိတ်ထားရဆိုမဲ့ရတဲ့ Fred တွင်လေးပဲ3ဆောင်တိုင်းနဲ့ပဲလဲလန်းလိုချင်တဲ့ second tower လေးတစ်လုံးမထိတ်ရဘူးလို့ရှိသွားပြီ Vagary နဲ့တော့ light တော့ခုတ် sandstone တွေမတောင်းတိုင်းနဲ့တိုက်စိတ်ကိုရှော့တော့ပြီးတာတိုက်အပေါ်လဲကလောက်လေးတကောင်ဘာလုံနေတာလဲဘာစီယာနဲ့တော့သွားတော့ညီတိုင်းနဲ့ပဲမင်းပဲပြေးမလဲမောင်မင်းလူလဲဆိုတဲ့ကောင်လေးမင်းပဲပြေးမလဲစပေးတော့တောင်းနေဆိုမဲ့မင်းရပြီတိုက်သေးလို့ရပြီနော်သေးလို့ရပြီစပေးတွေတောင်းနေတာမင်းပဲပြေးမလဲနောက်ပြန်ရောက်အောင်မယ်နော်နောက်ပြန်ရောက်အောင်မယ်ရတယ်တပ်ပေးလိုက်လောအပေါ်ကနေ easy လာနေတာ rolling ရပြီဗျာ retriever ပေါက်သက်ပေးတိုင်းနဲ့ပဲကဲဟိုဘက်နှစ်ကောင်မရှိတဲ့အနေထားမှာတော့လော်လေးနဲ့တော့မဲကရတဲ့ဒီတန်းအဲ့တောင်ဖြစ်သွားနိုင်တယ်နော်10မိနစ်1000ပြတ်စောသီးသေးတာမဟုတ်ဘူးလို့ plan ကရောင်းနေတယ် ဟုတ်တယ်စောသီးသေးလိုက်တော့ကာလို့ရတော့ပြင်တော့မှပြန်ထွက်နေဒီချိန်ကဲပြေတိုးသွားပြီ black bat ဖြတ် stand ပေးထားတဲ့ Vagary နဲ့တော့ဝင် cost of blood 2 man ချိတ်တိုင်းနဲ့ပဲရောက်တလုံးရှည်တွေမှာပါချကုန်ပြီလို့စိတ်ကိုလျှော့တော့ Fredwin တန်းသေးဝိုင်းနဲ့ manipulation တွေအောက်မှာတော့ဘာစီယာရုံးကန်ထွက်လာတဲ့အနေထားစိတ်ကလေးကိုလျှော့တော့မလား Lana Flip ပြန်ကြိုင်ပေါက်ပေးတိုင်းနဲ့ပဲခါလီကွစ်စကန်တွေတော့ဟီတလုံး only ပဲပြေးရိုက်သွားမလား free လေးတော့စောင့်နေတော့မယ် sandstone တော့တုံးပြီတော့ blazing jewel တော့ fear တန်းဖြတ်ပေးတိုင်းနဲ့ပကောလိုက်ဒီပါ on နေခဲ့တဲ့ zoo shin နေနဲ့တော့ double game triple game ပါ UI နဲ့ပဲ game 3ကျွန်တော်တို့မြန်မာအသင်း2-1ဆိုတဲ့ရလန်နဲ့တော့အနိုင်ရရှိခဲ့ပြီပဲဖြစ်ပါတယ်တကယ်ကောင်းတာပါဘရိုနော်ကြီးမြန်မာလန်လေးမှန်သွားပြီညီကိုတို့လက်မလေးထောင်သွားပြီ let's go တကယ်ကောင်းလို့ဖြစ်ရမှာနိုင်မဒီဘက်နော်ဇူရှင်းလည်းတော်တော်ကောင်းတယ်ဇူရှင်းဂိမ်းတော်ကောင်းနိုင်ရောင် first pick ကတန်ကြပဲမျိုးမြင့်ကိုင်စီတကယ်ထုတာเนาะကဲမျိုးမြင့်ဘလိန်ငယ်ကောင်နေတန်တိတ်သွားပြီသားတို့ဘလိန်ငယ်ကောင်နေတန်တိတ်သွားပြီเนาะ